အားလုံးပဲမင်္ဂလာပါတူရီကိုပါချမ်း YouTube channel လေးကနေကိုကိုမာရီအားလုံးကိုနှွေးထွေးစွာပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဗျာအားလုံးပဲမင်္ဂလာရှိသောညနေခင်းလေးပါမင်္ဂလာရှိသောညနေခင်းလေးမှာမင်္ဂလာရှိတဲ့စကားလေးတွေပြောရင်းနဲ့ကျွန်တော်တို့မနက်ဖြန်14ရက်5လ2026ကြာသပတေးနေ့12နာရီ10မိနစ်အတွက်လုံးဝအကျိုးရှိသေးမှာပူရီပိုင်းလေးကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ကိုပါချမ်း channel လေးကိုအများအားစောင့်မျှော်အားပေးနေတဲ့ဆိုတဲ့အကူမတွေအားလုံးလည်းစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့တလုံးတစ်ဝိုင်းနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလို့လူရဆန္ဒလေးလည်းပြေဝကြပါစေလို့ဥစွာပထမဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာအားလုံးပဲမင်္ဂလာရှိသောညနေခင်းလေးနော်ဟုတ်ပြီဒါဆိုရင်ကိုကိုမတွေအားလုံးမဒီညနေမှာတော့အစင်မပြေဖြစ်သွားတဲ့အကူမတွေအားလုံးအတွက်ကိုလည်းတောင်းပန်ပါတယ်ကျွန်တော်တို့မနှက်ပြတ်မှာတော့အကောင်းဆုံးစူးစမ်းထားတဲ့လုံးမိုင်လေးတွေဝမ်းရင်းလေးတွေနဲ့တွားမယ်ကျွန်တော်ဒီမှာအဖွဲ့ဝင်အဟောင်းတွေရောတက်တွေရောပြောင်းဝင်ရသေးဘူးဆိုတဲ့သူတွေအားလုံးနဲ့အဖွဲ့ပြောင်းဝင်ထားပါအားကြောင့်လဲဆိုကျွန်တော်ကြာသပတေးနေ့ကြာသပတေးတောက်ကြလက်ဆောင်ကဏ္ဍထုတ်ပြီးမှဖြစ်သည့်အတွက်အဖွဲ့ကြိုဝင်မှသာလျှင်ကိုကိုမတွေအားလုံးအတွက်ပို့ပြီးတက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီမှာအဖွဲ့ဝင်ကြီးကန်ဆယ်ကြီး1000ကျပ်နဲ့အဖွဲ့ဝင်တွေအဖွဲ့ဝင်ကြိုခေါ်တယ်ဆိုတာကလည်းကျွန်တော်ကြာသပတေးတောက်ကြလက်ဆောင်ကဏ္ဍနေထုတ်ပေးခြင်းလို့เนาะဒီတစ်ပတ်မှာဆိုလို့ရှိရင်ကျွန်တော်အဖွဲ့ဝင်တွေဇာရုပ်ပတ်သီးနဲ့မိန်းကွက်မှာလုံးဝထိထိမိမိနေတိုင်းသမားကြီးလည်းရလို့အဖွဲ့ဝင်သမားတွေလည်းရတယ်เนาะပြီးရင်ကျွန်တော်ဒီတစ်ပတ်မှာဘယ်နှကြိမ်မှန်ခဲ့လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုမှာတော့အစင်မပြေသွားဘူးပေါ့ဗျာဒါပေမဲ့ကျွန်တော်80မှာအရန်ခွေတည်းအောင်တို့ညနေပိုင်း69မှာတက်ကွက်ကောင်းနေအောင်နေအဲဒီမှာကျွန်တော်မနက်က55မှာလည်း55ဆိုတဲ့ကဏ္ဍမှာလည်းအရန်ကဏ္ဍနဲ့ပဲအောင်နေကျွန်တော်တို့ဒီ60မှာတော့အစင်မပြေဘူးဟုတ်ပြီလားအစင်မပြေဘူးဆိုသည့်အတွက်ကျွန်တော်မနက်ပြန်တော့ကိုအကောင်းဆုံးပြန်လဲစူးစမ်းထားတဲ့ကဏ္ဍလေးတွေကိုပြန်လဲမျှဝေပေးခြင်းပါတယ်ကျွန်တော်ဒီမှာအဖော်ဝင်နေတဲ့ကန်ဆယ်ကြီး1000ကျပ်နဲ့လက်တွဲခြင်းနဲ့ဆိုတဲ့အကူမတွေအားလုံးကလည်းကျွန်တော်ရဲ့ဖုန်းနံပါတ်39 2604533332နဲ့39969339944544ဆိုတဲ့ဖုန်းနံပါတ်နှလုံးဖုန်းထားရဲ့ဆက်ချင်းဖြင့်အဖွဲ့ဝင်လို့ရပါတယ်အဖွဲ့ဝင်မှာဆိုတဲ့သူရဲ့ဖုန်းလေးဓာတ်ရိုက်ဆက်ပါဘိုင်ဘာတွေကတော့ကျွန်တော်ဘိုင်ဘာတွေဒီဖုန်းနှလုံးတော့ဘိုင်ဘာအကောင့်ကလေးတွေကြာနေတယ်ဘိုင်ဘာဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းဖုန်းရင်ဆက်ပြီးမှကျွန်တော်ဒီမှာဘိုင်ဘာဖုန်းနံပါတ်ကလေးလှမ်းယူပါအဲ့တော့မှဘိုင်ဘာဖုန်းနံပါတ်ပို့ပေးပါမယ်နော်ဒါမှမဟုတ်လို့ဖုန်းနံပါတ်တိုင်းဆက်သွယ်မယ်ဆိုတဲ့သူတွေအားလုံးကတော့ကျွန်တော်ဖုန်းနံပါတ်3996945333နဲ့69396945444ဆိုတဲ့ဖုန်းနံပါတ်နှလုံးတိုင်းဆက်သွယ်ပြီးအဖွဲ့ဝင်မှာအဖွဲ့ဝင်ကြီးကန်ဆက်ကြီး1000ကျပ်ဒီဖုန်းနံပါတ်နှလုံးမှာ KPO ဝီရောရှိပါတယ်နော်ဘိုင်ဘာဖုန်းကကျွန်တော် KPO ဝီဖွင့်မထားပါဘူးဘိုင်ဘာအားကြောင့်မလို့ကျွန်တော်ဒီဖုန်းနံပါတ်နှလုံးမှာတင်ပေးတယ်ဒီနှလုံးမှာဖုန်းတိုင်းဆက်သွယ်ပြီးမှအဖွဲ့ဝင်ဖို့ပြောချင်တာပါရှေ့လာမယ့်ဘုံမှာလည်းဇာတုပတ်သီးနဲ့မိန်ကွက်ကို share ထုတ်ပေးမယ်ကြာတပေးတောက်ကြမှာလက်ဆောင်ကဏ္ဍလိုချင်တဲ့သူတွေကအဖွဲ့ကြိုဝင်မှာအဖွဲ့ဝင်ကြီးကန်ဆယ်ကြီး1000ကျပ်ပါဟုတ်ပြီဒါဆိုရင်ကျွန်တော်နေလိုက်ကဏ္ဍလေးစီသွားမယ်မနေ့ပြန်ကျွန်တော်တို့14ရက်နော်73ရက်မဟုတ်14ရက်5လ2026 14ရက်5လ2026ကြာတပတေးနေ့12နာရီ10မိနစ်အတွက်အကောင်းဆုံးသောဝမ်းကျင်ဒီကျွန်တော်နှစ်ခွန်ဝမ်းကျင်ပါနှစ်ကိုဘိုင်ပတ်သီးဖြစ်ကစားလို့ရတယ်ခွန်ကိုဘိုင်ပတ်သီးဖြစ်ကစားလို့ရတယ်နှစ်နဲ့ခွန်စီနှလုံးကြမလာအောင်တစ်လုံးကြလာပါမယ်နှစ်နဲ့ပတ်သက်ရင်ကိုမတွေအားလုံးနှစ်နဲ့ပတ်သက်ရင်ကျွန်တော်အကြိုက်ဆုံးနှစ်1 2 3 2 4 2 8နှစ်1 2 3 2 4 2 8ဆိုတော့ main တင် main အောင်4ကွက်ပါနှစ်နဲ့ပတ်သက်ရင်ဟုတ်ပြီဒါဆိုရင်ခွန်နဲ့ပတ်သက်ရင်လည်းခွန်1ခွန်3ခွန်4ခွန်8ဆိုတော့ main တင် main အောင်4ကွက်ပါနှစ်နဲ့ပတ်သက်လို့4ကွက်ခွန်နဲ့ပတ်သက်လို့4ကွက်ဒီထဲမှာအကြိုက်ဆုံးကျွန်တော်နှစ်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်အကြိုက်ဆုံး23နော်24ခွန်နဲ့ပတ်သက်ရင်လည်း83နဲ့84ပါနေ့တိုင်းပတ်သီးတစ်လုံးစောင့်မျှော်ခြင်းနဲ့ဆိုရဲအကိုမတွေအားလုံးလဲနော်ကျွန်တော်ရွေးပေးမယ်အခုလောလောဆယ်မှာတော့ကိုမတွေအားလုံးပဲနှစ်နဲ့ပတ်သက်လို့ရှိရင်2 1 2 3 2 4 2 8ဆိုတဲ့ကဏ္ဍ၄ကွက်ခွန်နဲ့ပတ်သက်ခွန်1ခွန်3ခွန်4ခွန်8ဆိုတော့မိတ်တင်မင်းရော၄ကွက်ဒီထက်မှအကြိုက်ဆုံးနှစ်နဲ့ပတ်သက်ရင်2 3နဲ့2 4ခွန်နဲ့ပတ်သက်ရင်ခွန်3နဲ့ခွန်4ပါနေ့တိုင်းပတ်သီးလုံးစောင့်မျှော်နေတယ်ဆိုတဲ့အကူမတွေအားလုံးတော့ကကျွန်တော်နှစ်ပိုင်းနှစ်ပတ်သီးရွေးပေးပါတယ်နှစ်ပိုင်းနှစ်ပတ်သီးကိုအကြိုက်ဆုံးပါနှစ်ပိုင်းနှစ်ပတ်သီးနေ့တိုင်းပတ်သီးမှာကျွန်တော်အဖွဲ့ဝင်တွေအားလုံးကိုတော့ကျွန်တော်ဒီညကဏ္ဍစီစစ်ပြီးမှဒီည10နာရီမှာအားလုံးကိုကဏ္ဍပို့ပေးပါမယ်ကျွန်တော်တောက်ကြကျွေးကြည့်ပဲကြာသပတေးတောက်ကြ2ရက်အတွင်းမှာလုံးဝထိထိမိမိကစားလို့ရတဲ့ကျွေးကြည့်ပတ်သီးထုတ်ပေးပါမယ်ဘာကြောင့်လဲဆိုတော့ဒီနေ့60လို့ထွက်တာဒီကျွန်တော်ကျွေးကြည့်ပတ်သီးအတွက်ထွက်လာတာပါဒါကြောင့်မလို့ကျွန်တော်ကြွေးကြည့်ပတ်သီးကိုပဲဦးစားပေးထုတ်ပါမယ်ဗျဟုတ်ပြီဒါဆိုရင်မနက်ဖြန်နေ့ခင်းတနာရီမှာ live လွှင့်ပေးမယ်မနက်ဖြန်နေ့ခင်းတနာရီဆိုကျွန်တော်ဒီကောက်ကလေး live လွှင့်လို့ရပါပြီဒါကြောင့်မလို့မနက်ဖြန်နေ့ခင်းတနာရီမှာကိုမတွေအားလုံးနဲ့ထိတ်တ
စကားပြောရင်းနဲ့ပြန်ဆုံညင်ပါတယ်ဗျအောင်ဝဲခံရင်းနဲ့နော်ဟုတ်ပြီဒါဆိုရင်ကိုကိုမလေးအားလုံးပဲကျွန်တော် channel လေးကိုစောင့်မျှော်အားပေးနေဆိုတော့ကိုမလေးအားလုံးပဲစိတ်ချမ်းသာရင်ကိုကြီးကျမ်းမာခြင်းနဲ့တလုံးတိုင်းနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုဘာလို့ရဆန္ဒလေးလည်းပြည့်ဝကြပါစေဗျဘာမဲမှာ